အင်္ဂါသားသမီးတွေကဒီမတ်လထဲမှာပေါ့နော်မတ်လလာတာမှာတဲ့ဒီမဲ့သူကကောင်းတယ်နော်ပြပြသားသားနဲ့ရှေ့ဆက်နိုင်မယ်အဲ့တော့အောင်မြင်မှုတွေကိုစပြီးတော့ရှောင်လန်းနိုင်မယ်ကာလဖြစ်တယ်တဲ့နော်အဲ့တော့အင်္ဂါသားသမီးတွေကဒီမတ်လထဲမှာနော်တို့ရှိတာကကိုကဒါအချို့ຢာတွေမှာလို့အများနဲ့အမြင်နေသဘောထားကိုလက်တတ်တယ်အများကြီးတော့ဖြစ်နေတတ်တယ်ဒါပေမဲ့ဒီချိန်မှာပြီးခံပြီးတော့ကိုလိုချင်တာရချင်တာရဖို့ဖြည့်ဆည်းရမယ်လေ့လာရမယ်စူးစမ်းရမယ်သင်ရမယ်ကာလဖြစ်တယ်နော်အဲ့တော့ရလက်တွေကစပြီးတော့မြင်ရနေပြီဒါပေမဲ့ဟိုပြောမယ်ဆိုလို့ရှိရင်တီးခံပြီးဆက်လုပ်နေအောင်ဒီချိန်မှာအောင်မြင်မှုကြီးကြီးမားကြီးတွေပါတော့လက်စော့လက်ခံဖြစ်ပေါ်မဟုတ်သေးဘူးဒါပေမဲ့တီးခံပြီးလို့ဆောင်နိုင်မယ်ဆိုရင်ကိုကအမြင်ဆုံးရောက်သွားမယ်နော်အမြင်ဆုံးရောက်သွားပြီးတော့ပြောဆိုလူများဥဆောင်နိုင်ပြီးတော့ကိုကဒီအောင်မြင်မှုတွေရရှိမယ်အဲ့တော့လာအခုရရှိကြုံနေရတဲ့တိုက်ခိုက်မှုတွေဒါအားတော့ပြီးရင်ဒီတိုက်ခိုက်မှုတွေเนาะဒီနှောက်ယှက်မှုတွေတိုင်းကြော်လွှားနိုင်မယ်ပြောလို့ရတယ်အဲ့တော့လူမှုရေးနှောက်ယှက်တားဆီးတွေပြိပခါတွေကြော်လွှားနိုင်မယ်ဖြည့်ရှင်းနိုင်မယ်ကာလဖြစ်တယ်ပြီးရင်ကိုကဒါကိုယ့်ရဲ့စိတ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုအကုန်လုံးရှင်းထုတ်ပြီးတော့ကိုယ့်ရဲ့နေရာထိုင်ခင်းအစားရှင်းထုတ်ပြီးတော့နော်နေပါအော်နေအခုဒီ3လပိုင်းတစ်လလုံးနေ့စဉ်နေ့တိုင်းနော်အတိုင်းရှိသေးချာလို့ရှင်းလင်းပြပြသားကြီးလင်းနေပဲလုပ်ပါဘာမှတွေးမများနဲ့တခုဆိုတခုအမ်ဆိုင်ပြီးလှုပ်ဆောင်သွားပါရက်လက်ကောင်လေးတရားပေါက်ရရှိပါလိမ့်မယ်နော်အဲ့တော့ comment မှာငါအာယုံတရား site မယ်ဆိုပြီးရှိသွားပါနော်ဒီကလေးမိမိတက်တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီ video like and share လုပ်တာပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစင်နေဖျားကျမချမ်းသာကြပါစေ